ဖွင့်လို့မရဘူးဆိုတာအဲ့ဒီမင်းရဲ့အတူရှိန်နဲ့မင်းဟတ်တယ်ဘယ်လိုမှဖွင့်လို့မရဘူး ဖွင့်ပြီဆိုလဲဒီကလေးတွေကိုကျွန်တော်အရှိဘက်ကနေထုတ်လို့အဆင်ပြေမှာမဟုတ်အဲကြောင့်နောက်ဘေးလမ်းကြားဆိုတော့လွတ်ကျွတ်ဆိုပြီးတော့ဘာမှအန္တရာယ်မရှိဘူးဆိုနောက်ဘေးလမ်းကြားထုတ်လိုက်အဲ့လိုငင်းငိမ့်ပြီးတဲ့နောက်ပိုင်းမှာတရားလူတွေခေါ်တဲ့ပုံမှာကျွန်တော်တော့ပြစ်ပေးတဲ့ပုံမှာသူတို့တော့မဖွင့်တတ်ဘူးကျွန်တော်ကိုယ်တိုင်ကောက်ဖွင့်တဲ့ပုံမှာသူတို့ကပြောတာအကိုတို့ကအပြင်ထုတ်လိုက်ပါဆိုတော့ကျွန်တော်နောက်ဖေးလမ်းကြားကနေခလေးတို့ပြန်ပြီးတော့အဲ့ဒါနဲ့အပြင်အရှိဘက်ကိုထုတ်လိုက်3 နာရီလောက်ကစတယ်3 နာရီ15လောက်နေသွားဒီငိမ့်ပါအဲ့ဒါပဲပြည့်ကိုကားကြီးရောရင်းမော့ကားကြီးပါရောအကုန်ပိတ်ထားတာအဲ့ချိန်ကျတော့ရိုက်ဖွင့်ပြီးတော့အဲ့ဒီကကျောင်းသားလေးတွေရောက်30ကျော်ထွက်လာတယ်ရိုက်ဖွင့်ရအောင်ကြောင်းအဲ့ဒီပြဿနာဖြစ်တဲ့အကြောင်းလည်းမရှိဘူးအဲ့လိုဖြစ်လည်းမခံဘူးနော်ဖြစ်တယ်နဲ့အဲ့ဒါအရင်ဆုံးတားဆီးရှင်းနေမှာကြက်မကြည့်နေဘူးဒီတာပဲရောင်းတရက်တက်ဖွဲ့ဗမာပြည်ဆိုတာကဒါကိုယ်နိုင်ငံကိုယ်အိမ်လိုပါပဲကိုယ်အိမ်လိုဆိုတော့တခြားနေရာမှာပြဿနာဖြစ်တဲ့ဆိုရင်ဒါကိုယ်အိမ်သားချင်းချင်းပြဿနာဖြစ်တယ်လို့လည်းသဘောထားပါတော့ဒါကလည်းဘေးကနေပြီးတော့အများကြီးပြဿနာဖြစ်လာအောင်